မင်္ဂလာပါကျွန်တော်ရဲ့ Byte Beginner Channel လေးကနေပြီးတော့ပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီ video file လေးမှာကျွန်တော်တို့လေ့လာသွားမယ့်အကြောင်းအရာကတော့ဒီ managing file ပေါ့နော် file တွေ diary တွေကိုဘယ်လို management လုပ်မလဲဆိုတာကိုပြပြသွားမှာပဲဖြစ်ပါတယ်အဓိကပါဝင်မယ့်အကြောင်းအရာတွေကတော့ file တွေ diary တွေအသစ်ဘယ်လိုစောင့်မလဲ file တွေ diary တွေကိုကျွန်တော်တို့ copy ကူးမယ် move လုပ်မယ်ဆိုတဲ့ဟာတွေကိုအဓိကထားပြီးတော့ပြပြသွားမှာပဲဖြစ်ပါတယ်အရင်ဦးဆုံးကျွန်တော်တို့ CD ဆိုပြီးတော့ရိုက်လိုက်ပါမယ် CD ဒီ chain diary ပေါ့နော် diary တစ်ခုခုကိုသွားချင်တာကိုပြောချင်တာပါ CD ရဲ့အနောက်မှာကျွန်တော်တို့ဘာ target ဘာ argument မပါဘဲနဲ့ဒီတိုင်းပဲ enter ခောက်လိုက်မယ်ဆိုလို့ရှိရင်တော့သူကဘယ်ရောက်သွားမလဲဆိုတော့ဒီ command ကိုရိုက်လိုက်တဲ့ဒီ user ရဲ့ home diary ကိုခေါ်သွားပြီးမှဖြစ်ပါတယ်ကျွန်တော်တို့ pwd နဲ့စစ်ကြည့်လိုက်မယ်ဆိုလို့ရှိရင် home အောက်က VMware user ဆိုတဲ့သူ့ရဲ့ home diary အောက်ထဲကိုရောက်နေတာတွေ့ရမှာပါဒါဆိုရင်ကျွန်တော်တို့ဒီအောက်ထဲမှာကျွန်တော်တို့ဘာတွေရှိတယ်ဆိုတာကိုကြည့်ဖို့အတွက်ကို ls နဲ့ခေါ်ကြည့်လိုက်မယ်အော်ဒီမှာ myfile.txt ဆိုပြီးတော့ကျွန်တော်တို့အရှေ့ပိုင်းမှာစာဆန်းခဲ့တဲ့ file တစ် file တွေ့ရပါလိမ့်မယ်โอเคကျွန်တော်တို့ဒီ file လေးကိုကျွန်တော်တို့ကဖျက်ချင်တယ်ပေါ့နော်ဖျက်ချင်တယ်ဆိုလို့ရှိရင် rm remove ဆိုတဲ့ command လေးကိုကျွန်တော်တို့ကသုံးပြီးတော့ myfile.txt ဆိုပြီးတော့ကျွန်တော်တို့ဖျက်ချင်တယ်ဒီ file လေးရဲ့နာမည်ရေးပြရပါလိမ့်မယ်ပြီးရင်ကျွန်တော်တို့ဒီမှာ enter ခေါက်လိုက်ပါမယ် ls နဲ့ခေါ်ကြည့်မယ်မရှိတော့ဘူးโอเคဒါဆိုရင်ကျွန်တော်တို့ဒီအောက်ထဲမှာ diary အသစ်တစ်ခုစောင့်ချင်တယ်ပေါ့နော် folder အသစ်တစ်ခုစောင့်ချင်တယ်စောင့်ချင်တယ်ဆိုရင်ကျွန်တော်တို့ရရမယ့် command က mkdir ပါ make diary ပါအဲ့ဒီနောက်ထဲမှာကျွန်တော်တို့စောင့်ချင်တဲ့ diary နာမည်လေးကိုကျွန်တော်တို့ရိုက်ထည့်ပေးရပါမယ် dir 1 enter ခေါက်လိုက်မယ်ကျွန်တော်တို့ ls နဲ့ခေါ်ကြည့်မယ် dir 1ဆိုတာရောက်နေပြီโอเคနောက်ထပ်ပြီးတော့စောင့်မယ် mkdir dir 2 enter ခေါက်လိုက်မယ် ls နဲ့ခေါ်ကြည့်မယ်နှစ်ခုရောက်လာပြီโอเคကျွန်တော်တို့အဲ့လိုမျိုးတစ်ခုချင်းစီမစောင့်ချင်ဘူးကျွန်တော်တို့dir a b c d ဆိုပြီးတော့ကျွန်တော်တို့က diary ၄ခုလုံးကို command တစ်ကြောင်းနဲ့စောင့်ချင်တယ်ဆိုရင်တော့ mkdir အနောက်မှာ dir a space dir b space dir c space dir d ပေါ့နော်ကျွန်တော်တို့ဒီပုံစံမျိုးနဲ့ကျွန်တော်တို့စောင့်ချင်တဲ့ diary ရဲ့နာမည်လေးတွေကိုတစ်ခုချင်းစီ space လေးတွေထည့်ပြီးတော့ရေးလို့ရပါတယ်ပြီးရင်ကျွန်တော်တို့ ls နဲ့ခေါ်ပြီးတော့ကြည့်လိုက်မယ်ဒါဆိုရင်ကျွန်တော်တို့စောင့်ထားခဲ့တဲ့ diary တွေအားလုံးကိုဒီမှာတနေရာထဲမှာတွေ့ရမှာဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့က diary တစ်ခုကိုစောင့်မယ်သို့မဟုတ် diary တစ်ခုတည်းမကကို command တစ်ကြောင်းနဲ့စောင့်တယ်ဆိုတဲ့ပုံစံကိုပြပေးတာဖြစ်ပါတယ်โอเคနောက်တစ်ခုကျွန်တော်တို့က dir 1ရဲ့အောက်ထဲမှာ dir ဒါပါတော့3ကိုထည့်ခြင်းနဲ့ dir 3အောက်ထဲမှာ dir 5ကိုထည့်ခြင်းနဲ့ dir 5ရဲ့အောက်ထဲမှာ dir 7ကိုထည့်ခြင်းနဲ့mark နဲ့နေကြီးပဲပေါ့နော်အဲ့တော့ကျွန်တော်ကဘယ်လိုသွားခြင်းလဲဆိုရင်တကယ်သွားခြင်းတဲ့ပုံစံကdir 1အောက်ထဲမှာ dir 3ရှိမယ် dir 3ရဲ့အောက်ထဲမှာ dir 5ရှိမယ်ပြီး dir 5ရဲ့အောက်ထဲမှာ dir 7ရှိကျင်တယ်ပေါ့နော်ဒီပုံစံနဲ့ကျွန်တော်ကစောက်ချင်တယ်စောက်ချင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့အရှိမ mkdir ဆိုတဲ့ကျွန်တော်တို့ command လေးရိုက်ပေးရမယ်ပြီးရင်တော့ -p ဆိုတဲ့ option လေးကိုထည့်ပေးရမှာဖြစ်ပါတယ်သူရဲ့အဓိပ္ပာယ်ကဘာလဲဆိုတော့ကျွန်တော်တို့dir 1ကိုစောက်မယ်ပြီးရင်3ကိုစောက်မယ်အဲ3ထဲမှာ5ကိုထပ်ပြီးတော့စောက်မယ်5အောက်ထဲမှာ7ကိုထပ်ပြီးတော့စောက်မယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ကပုံမှန်အတိုင်းဒီ -p ဆိုတဲ့ option ကိုမသုံးထားခဲ့ဘူးဆိုရင်ဘယ်လိုစောက်ရမလဲဆိုတော့ကျွန်တော်တို့cd space dir 1ပြီးရင် mkdir ဆိုပြီးတော့ dir 3ပြီးရင် enter ခောက်ဒါဆိုရင် dir 1အောက်ထဲမှာ3ဆောက်သွားမယ်ပြီးလို့ရှိရင် cd ဆိုပြီးတော့3ထဲကိုထပ်ဝင်မယ်ပြီးရင် mkdir ဆိုပြီးတော့5ကိုထပ်ပြီးတော့ဆောက်မယ်ပြီးရင် cd space ဆိုပြီးတော့5ထဲကိုတစ်ခါထပ်ဝင်မယ်အဲ့လိုမျိုးကျွန်တော်တို့ကတစ်ခုဆောက်လိုက်အထဲကိုဝင်လိုက်တစ်ခုဆောက်လိုက်အထဲကိုဝင်လိုက်နဲ့သွားနေရမှာပါအဲ့လိုမသွားခြင်းဘူးကျွန်တော်တို့ကတနေရာထဲမှာပဲကျွန်တော်တို့ကတစ်ခါတည်းအပြီးဆောက်ရှင်တယ်ဆိုလို့ရှိရင်တော့ cd နဲ့ကျွန်တော်တို့ကအရှိကိုပြန်ထွက်လိုက်မယ်ls နဲ့ခေါ်ကြည့်တော့ dir 1ရှိတယ်အဲ့ဒီအောက်ထဲမှာထပ်ပြီးတော့စောင့်မယ် mkdir -p p ဆိုတဲ့ option ကိုသုံးမယ် dir 1အောက်ထဲမှာ dir 3မရှိသေးဘူးเนาะ dir 3က dir 5 dir 5လည်းမရှိသေးဘူး dir 7ဆိုပြီးတော့ကျွန်တော်တို့ enter ခောက်လိုက်မယ်ဆိုတော့ကျွန်တော်တို့ ls နဲ့ကျွန်တော်တို့က dir 1အောက်ထဲမှာဘာရှိလဲဆိုတာကိုကြည့်ချင်ရင်3ရှိတယ်ဆိုတာတွေ့ရတယ်အဲ့ဒီအောက်ထဲမှာကျွန်တော်တို့ကထပ်ပြီးတော့ကြည့်မယ်ဆိုရင် dir 5ဆိုတာရှိတာတွေ့ရမယ်အဲ့ဒီအောက်ထဲမှာကျွန်တော်ထပ်ကြည့်မယ်ဆိုရင် dir 7ရှိတယ်ဆိုတာတွေ့ရပါလိမ့်မယ်ဆိုတော့ဒီ -p ဆိုတဲ့ command ရဲ့အဓိပ္ပာယ်ကကြတော့ဒီ -p ဆိုတဲ့ option ရဲ့အဓိပ္ပာယ်ကကြတော့ကျွန်တော်တို့ဒီ diary တစ်ခုရဲ့အောက်ထဲမှာဆက်ပြီးတော့ diary တွေထပ်ပြီးတော့စောက်ချင်တယ်ကိုစောက်ချင်တဲ့ diary တွေကကျွန်တော် parent diary အနေနဲ့မရှိသေးဘူးဆိုရင်စောက်သွားပြီမယ်ရှိပြီးသားဆိုရင်ကြော်သွားပြီပါလိမ့်မယ်ဒီမှာဆိုလို့ရှိရင်ကြည့်လိုက်ရအောင် dir 1ဆိုတော့ကျွန်တော်ထည့်ရေးပေးခဲ့တယ်ဒါပေမဲ့ဒီကရှိနေပြီးသားဖြစ်တဲ့ကြောင့်မလို့မဆောက်ဖဲနဲ့ကြော်သွားပေးခဲ့တယ်ပြီးတော့ကြံသေးတဲ့နေရာမှာလိုနေသေးတဲ့ diary ကိုဖြည့်ပြီးတော့စောက်သွားပေးတယ်အကယ်၍ဒီနေရာမှာ dir 1ဆိုတာသာရှိမနေခဲ့ဘူးဆိုလို့ရှိရင်လည်းသူက dir 1ကိုပါတစ်ခါတည်းထပ်ပြီးတော့စောက်ပေးသွားမှာဖြစ်ပါတယ်
နောက်တစ်ခုကတော့ cp ဆိုတဲ့ command ပါ cp ကတော့ copy ကိုပြောတာပါ file တွေ folder တွေကို copy ကူးယူခြင်းနဲ့ဆိုလို့ရှိရင်ဒီ command ကိုသုံးလို့ရပါတယ် file တွေကို copy ကူးမယ်ဆိုလို့ရှိရင်တော့ option အနေနဲ့အထွေထူးလိုအပ်တာမျိုးမရှိပေမဲ့ folder directory တွေကို copy ကူးမယ်ဆိုရင်တော့ -r ဆိုတဲ့ option လေးထည့်ပြီးတော့ copy ကူးပေးဖို့လိုအပ်ပါတယ် okay ဒါဆိုရင်ကျွန်တော်တို့ file လေးတစ်ခုစောက်ကြည့်မယ် #myfile1 ဆိုပြီးတော့ကျွန်တော်တို့စောက်လိုက်မယ်စောက်ပြီးပြီဆိုရင် ls နဲ့ခေါ်ကြည့်လိုက်တော့ကျွန်တော်တို့ခုနကစောက်ခဲ့တဲ့ directory တွေတွေ့ရတယ်အခုမှစောက်လိုက်တဲ့ myfile1 ဆိုတဲ့ file လေးကိုလည်းတွေ့ရတယ်အဲ့ဒီ myfile1 ဆိုတဲ့ဒီ file လေးကိုကျွန်တော်တို့ကdir e အောက်ထဲကိုကျွန်တော်တို့ copy ကူးပြီးတော့ထည့်ခြင်းတယ်ထည့်ခြင်းနဲ့ဆိုရင်ကျွန်တော် cp ဆိုတဲ့ command လေးကိုသုံးမယ် myfile1 ဆိုတဲ့ကျွန်တော်တို့ copy ကူးခြင်းနဲ့ file လေးကိုရှေ့မှာရေးမယ်ဘယ်ထဲမှာထည့်မှာလဲဆိုရင် dir e ရဲ့အထဲထဲမှာထည့်မယ်လို့ပြောလိုက်မယ်အဲ့တော့သူရဲ့ format က cp source space destination ပေါ့နော် source ဆိုတာက copy ကူးမဲ့မူရင်း file destination ဆိုတာက copy ကူးပြီးတော့ paste သွားပြီးတော့ချမယ် destination နေရာအဲ့လိုမျိုးကျွန်တော်တို့ကသုံးပေးရပါတယ်ပြီးရင် enter ခေါက်လိုက်မယ် ls နဲ့ခေါ်ကြည့်လိုက်ရင် myfile1 လေးရရှိနေသေးတယ် dir e အောက်ထဲကိုကျွန်တော်တို့ကသွားပြီးတော့စစ်ကြည့်လိုက်မယ်ဒါဆိုရင်အဲ့ဒီအောက်ထဲမှာလဲ myfile1 ဆိုတာလေးရောက်နေတာတွေ့ရပါလိမ့်မယ်နောက်တစ်ခုကကျွန်တော်တို့ဒီမှာ dir d ကို dir c အောက်ထဲကိုကျွန်တော်တို့ကကျွန်တော်တို့ move လုပ်ပြီးတော့ရွှေ့ကျင်တယ်ဒါမှမဟုတ်ရင် copy ကူးမယ်ပေါ့နော် copy ကူးမယ်ဆိုရင် cp space -r ကျွန်တော်တို့ directory တွေကို copy ကူးမယ်ဆိုရင် -r ဆိုတဲ့ option လေးကိုထည့်ပြီးတော့သုံးရပါတယ် dir d လေးကို dir c အောက်ထဲကိုထည့်မယ်ဆိုပြီးတော့ကျွန်တော်တို့က copy ကူးပြီးတော့ထည့်မယ်လို့ပြောလိုက်မယ်ပြီးရင်တော့ ls ဆိုပြီးတော့ကျွန်တော်တို့ dir c အောက်ထဲကိုသွားပြီးကြည့်လိုက်တော့ dir d လေးဝင်နေတာတွေ့ရပါလိမ့်မယ် okay နောက်တစ်ခုကျွန်တော်တို့ကcopy ကူးပြီးတော့ paste ချတာရှိမယ်ဒါမှမဟုတ်ရင်လည်းကျွန်တော် window မှာဆိုလို့ရှိရင် cut လုပ်ပြီးတော့ paste ချတာရှိမယ်ကွာခြားချက်ကဘာလဲဆိုတော့ copy ကူးပြီးတော့ paste ချတာဒီမူရင်း file နေရာမှာလည်းကျန်ခဲ့တယ်တခြား paste ချတဲ့နေရာမှာလည်းရောက်သွားတယ် cut paste ကကြတော့ဒီလက်ရှိနေရာမှာအဲ့ဒီ file ကပျောက်သွားပြီးတော့ paste ချလိုက်တဲ့နေရာမှာပဲရောက်သွားတယ်အဲ့တော့ကျွန်တော်တို့ကဒီမှာလဲအဲ့ဒါကိုကျွန်တော် move လို့ခေါ်ပါတယ်သုံးရမယ့် command က mv ပါဒီကကြရင်ဘာကိုရွှေ့မလဲဆိုတော့ကျွန်တော်တို့ myfile1 လေးကိုဘယ်အောက်ထဲကိုရွှေ့မလဲဆိုတော့ dir 2 အောက်ထဲကိုရွှေ့မယ်လို့ကျွန်တော်ပြောလိုက်မယ်enter ခေါက်လိုက်မယ် ls နဲ့ခေါ်ကြည့်လိုက်တော့ကျွန်တော်တို့ myfile1 လေးကမရှိတော့ဘူးမရှိဘဲနဲ့ဘယ်ကိုရောက်နေရမှာလဲဆိုတော့ dir 2 အောက်ထဲကိုရောက်နေမှာတကယ်ရောက်လားမရောက်လားစစ်ဖို့အတွက်ကို ls နဲ့ကျွန်တော်တို့က dir 2 လေးကိုခေါ်စီကြည့်လိုက်တော့ myfile1 လေးကရောက်နေတာတွေ့ရပါလိမ့်မယ် okay ဒီတိုင်းပဲကျွန်တော်တို့က directory တွေကိုကျွန်တော်တို့ကရွှေ့ကျင်တယ်ဆိုရင် mv ဆိုပြီးတော့ဒါပါတော့ dir b ကို dir a အောက်ထဲကိုရွှေ့မယ်ဆိုပြီးကျွန်တော်တို့ပြောလိုက်မယ် ls နဲ့ခေါ်ကြည့်လိုက်တော့ dir b မရှိတော့ဘူးဘယ်ကိုရောက်သွားပြီလဲဆိုတော့ dir a ရဲ့အောက်ထဲကိုရောက်နေတာတွေ့ရပါလိမ့်မယ်အဲ့တော့ mv ဆိုတဲ့ command ကနောက်ထပ်အဓိပ္ပာယ်တစ်ခုအနေနဲ့ကျွန်တော်တို့ကသုံးလို့ရပါသေးတယ်အဲ့ဒါကဘယ်လိုလဲဆိုတော့ကျွန်တော်တို့ file တွေ directory ကို rename ပြန်ပြီးတော့ပေးခြင်းနဲ့ဆိုရင် mv ဆိုတဲ့ command လေးကိုသုံးပြီးတော့ rename ပေးလို့ရပါတယ်အဲ့တော့ကျွန်တော်တို့ကအခုလက်ရှိ dir a အောက်ထဲမှာရှိနေတဲ့ myfile1 ဆိုတဲ့ file လေးကိုကျွန်တော်တို့ကmyfile a ဆိုပြီးတော့ကျွန်တော်တို့က rename ပြန်ပြီးတော့ပေးခြင်းတယ် rename ပြန်ပြီးပေးခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့သုံးတဲ့ command က mv ပါပဲ mv dir a အောက်ထဲမှာရှိနေတဲ့ myfile1 လေးကိုအဲ့ဒီ dir a အောက်ထဲမှာပဲ myfile a ဆိုတဲ့နာမည်လေးနဲ့ပြန်ပြီးတော့ rename ပေးမယ်ဆိုတဲ့ပုံစံမျိုးကျွန်တော်တို့ဒီမှာသုံးရပါလိမ့်မယ်ဒါဆိုရင်ကျွန်တော်တို့က mv ဒီ move လုပ်လို့ရတယ် rename ပေးလို့ရတယ် rename ပေးမယ်ဆိုလို့ရှိရင် mv ဆိုတဲ့ command ရဲ့အနောက်မှာ old name space new name ပေါ့နော်အဲ့ဒီ format နဲ့ကျွန်တော်တို့ကမှတ်ထားလို့ရပါတယ်enter ခေါက်လိုက်မယ် ls ဆိုပြီးတော့ dir a ဆိုပြီးတော့ခေါ်ကြည့်တဲ့အချိန်မှာ myfile1 လေးမရှိတော့ဘူး myfile a လေးကိုပဲတွေ့ရမှာဖြစ်ပါတယ်ဒီလောက်ဆိုရင်တော့ကျွန်တော်တို့ဒီ Linux System Administrator တွေမဖြစ်မနေသိရမယ် directory တွေစောက်တာ file တွေ folder တွေကို copy ကူးတာ move လုပ်တာ rename ပေးတာစတဲ့ basic command လေးတွေကိုတော့သိလောက်ပြီးထင်ပါတယ်ကျွန်တော်တို့ဒီဟာလေးကိုလည်းဒီ command လေးတွေကိုလည်းကျွန်တော်တို့အမြဲတမ်းသုံးအောင်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ကိုယ့်ရဲ့ဒီ home lab လေးထဲမှာပြန်ပြီးတော့အချိန်လေးပေးပြီးတော့စမ်းသပ်ကြည့်ဖို့ကျွန်တော်တို့အကြံပြုလိုပါတယ်အဲ့တော့ကျွန်တော်နောက် video file တွေမှာပဲပြန်ပြီးတော့တွေ့ကြပါမယ်ဗျာ